မင်္ဂလာပါကျွန်တော်ဗီဒီယိုနံပါတ်9လေးဆက်မယ်နော်ကျွန်တော်ဗီဒီယိုနံပါတ်6မှာဒီ step note ကိုအခြေခံလေးစတာပေါ့နော်အခုတော့ key ရေဟို step note မှာဘယ်လိုရေးလဲဆိုတော့ပြမယ်ဆိုတော့အခုကျွန်တော်တို့စနေရကလုတ်မှာကြည့်မယ်ဆိုရင် C D C key C ရတယ်စကြည့်မယ်ဆို C D E F G A B C ဒါက Do Re Mi Fa Sol La Ti Do အဲကျွန်တော်ပြောသလိုပေါ့နော် key နောက်တစ်ခုကျွန်တော်တို့ကပြောင်းမယ်ဆိုတော့ဒီမှာ step note မှာရှိတဲ့ note တွေလည်းဟို video နံပါတ်6မှာပြောထားတယ် every code point that's fine ရဲ့ FAC phase ဒီဟာကိုအဓိကသိရမှာပေါ့နော်ကျွန်တော်ပြောချင်တာက key နောက်တစ် key C ပြီးတော့ကျွန်တော်ပြောလို့ပဲ key C က key C မှာ C Do တွေ Do ဒီ key note လည်းဖြစ်တယ် key note လို့လည်းခေါ်လို့ရတယ် tonic လို့လည်းခေါ်လို့ရတယ်သူ့ရဲ့5ခုမြောက်တန်ဆိုတန်ကဒီဒိုတန်ကခိုင်ပါတယ်သူ့ရဲ့တဘာဝခိုင်ပါတယ်သူပြီးရင်အတန်အခိုင်ပါဆုံးကဒီ5ခုမြောက်တန်ဆိုပဲเนาะဆိုတော့အဲ့ဆိုကနေတခါနောက်ကီးတစ်ခုကိုပြောင်းပြီးတော့ယူရတာပေါ့เนาะယူတော့အဲ့ G ကနေသွားမယ်ဆိုရင် G A B C D E F G ဆိုတော့အဲ့ G ကိုစပြီးတော့ key note လို့သတ်မှတ်မယ်ဆိုရင် G က Do ဖြစ်သွားတယ် Do Re Mi နဲ့ Fa နဲ့ကတ်ရမယ် Mi Fa ဆိုတော့ကတ်ရမယ်ဆိုတော့ B နဲ့ C ကကတ်ရက်ပဲဆိုတော့သူကြားမှာမဲကလုံးမရှိဘူးအဲ့တော့ကတ်ရက်ပဲဆိုတော့ပြင်စရာမလိုအဲ့တော့ G A B C ဆက်သွားတယ် D E ဆိုလာ T Do က T နဲ့ Do နဲ့ကတ်ရမယ်အတန်ဝက်ပဲဆိုတော့ F ကိုနှိပ်ရင်မရဘူးဘာဖြစ်လို့ဆိုတော့ E နဲ့ F ကကတ်နေတော့ F ကိုရှေ့တစ်ခွက်1တုံးတန်ဖြစ်အောင်ဒီ T နဲ့ Do နဲ့လည်းစီမီတုံးဖြစ်အောင်အရှက်နဲ့ဒီအမဲကလုတ်လေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့က T Do ဆိုတဲ့အတန်ထွက်တာပေါ့နော်အဲဒီတော့စန္ဒယာကလုတ်ကပြရတာလွယ်လို့ပြရတာပါတကယ်ကြတော့စန္ဒယာလူတိုင်းမရှိဘူးဆိုတော့ဂီတာနဲ့လည်းတီးလို့ရတယ်တေယောနဲ့လည်းတီးလို့ရတယ်ဒါတွေက standard tune ညှိပြီးတီးလို့ရတာเนาะအဲ့တော့ key G ကိုအဲ့တော့ကြည့်မယ်ဆိုရင် G A B နဲ့ C ရဒီတိုင်းပဲ D E F မှာရှက်တင်လိုက်တယ်ပြီးတော့ G Do Re Mi Fa Sol La Ti Do အဲ့တော့ key G ကိုဘယ်လိုရေးမလဲဆိုတော့ဒီလိုရေးသွားမယ်ဒီမှာကျွန်တော်တို့ line ပေါ်မှာG ရှိတယ်အဲ့ကနေစရေးရနော်အဲ့တော့ Do G A B C D E F G နော် G က space တဲ့ရောက်ပါနော်ဒီအပေါ်က line အပေါ်က space ဖြစ်မယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ပြောတာသလို F က shut ဖြစ်ရမယ်အဲ့တော့သူကဒီ every good boy that's fine အပေါ်မှာ F တစ်လုံးရှိတယ် FAC phase မှာ F တစ်ခုရှိတယ် F က2ခုတော့ဘယ်ဟာကိုရှက်ပြမလဲအောက်မှာလည်းပြလို့ရတယ်အပေါ်မှာလည်းပြလို့ရတယ်ဒါပေမဲ့စီမင်းစည်းကမ်းရအပေါ်မှာပြရင်အဆင်ပြေမယ်ဆိုပြီးတော့အစစ်ပြောင်းလဲပြီးတော့ပြရင်လည်းဒီ line ပေါ်မှာရှက်တင်နေတာလေးပြလိုက်တယ်အဲ့တော့ဒီ F မှာဒီ line မှာ F line မှာရှက်လေးပြတာတင်လိုက်တဲ့အတွက်ဒီ note တလျှောက်လုံးဒီတေးသွားတစ်ပုတ်လုံးဖြစ်ဖြစ်တေးသွားတစ်ဖိုက်လုံးဖြစ်ဖြစ်ရေးထားတဲ့ဟာတွေအကုန်လုံးမှာ F မှန်သမျှတွေ shape လုပ်ပြီးတော့တီးရမယ်ရှင်းပြောရင်တော့ဟိုဒီ F ကိုမတီးဘဲနဲ့ဒီအမဲကလုတ် F ဖြတ်ကလုတ်ကိုတီးရမယ်ဆိုတဲ့သဘောပေါ့နော်ဂီတာမှာဆိုလည်း F ရဲ့အရှိတစ်ခွက် F ဖြတ်ကိုတီးရမယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ Do Re Mi Fa Sol La Ti Do ကို key G ကိုရေးရင် F ရဲ့ဒီ line မှာ shape လေးတင်ပြီးရေးတယ်ဒီ shape
တင်ထားတဲ့အတွက် F မှန်သမျှဒီဒီ line ပေါ်က F တင်မဟုတ်ဘူးဒီအောက်ကဒီ FAC face ဆိုရက်အောက်က F လဲအောက်မှာ F ရေးလဲအကယ်၍အောက်မှာ F ရေးမယ်ဆိုလဲသူလဲ F ကရှက်ပဲเนาะသူလဲရှက်ပဲသူလဲရှက်ပဲဖြစ်မယ်ဟုတ်လားသူလဲရှက်ပဲလုပ်ပြီးတီးရမယ်เนาะအဲ့တော့အဲ့ဒီ F ကိုငကို F ပြန်ဖြစ်ချင်เนาะဒီမှာသူကဒီလို F ရှက်ကိုဒါ natural sign လို့ခေါ်တယ် natural sign ကဒီလိုလေးရေးnatural ဖြစ်သွားတာเนาะ natural sign လေးလိုလေးရေးဆိုတော့အဲ့သင်္ကေတလေးရှေ့မှာပြလိုက်ရင်တော့တခြားလုံး F ကိုတီးဝိုင်းနဲ့ဒီ natural sign လေးပြလိုက်ရင်တော့ F ကိုပြန်တီးရเนาะဒီ F ရှက်ကိုတီးနေရင်ဒီအဖြူခလုတ်ကိုပြန်တီးရတယ်အဲ့ဒီသဘောပေါ့เนาะအဲ့တော့ G လို့ပြောလိုက်ရင် G ဒီ shape တစ်ခုပါတယ်တော့ one shape key လို့ခေါ်တယ်เนาะ one shape key ဆိုတာနဲ့ G key ဆိုတာလုံးဝသိရမယ် one shape key တီးမယ်ဟေ့ဆိုမယ်ဟေ့ဆိုဒိုရီဖာဆိုမယ် one shape key ကိုမင်းဆိုရမ်းဆိုရင်လုံးဝဒိုတန်ဒီ G တန်ဖြစ်ရမယ်အဲ့လိုမျိုးဖြစ်ရမယ်เนาะအဲ့တော့ပြီးရင်တခါဒီမှာ key D เนาะသူရဲ့ G ရဲ့ပြစမမြောက်ဟိုပါပေါ့ခုနဆိုတန်ဒီဒုတိယလိုက်တယ်ဆိုတော့ဒီမှာ G မှာဒိုရေမီဖာဆိုရအတန်ကသူ့ရဲ့၅ခုမြောက်တန်က D ဖြစ်နေတယ်အဲ့တော့ D ကနေစပြီးတော့နောက် key တစ်ခုကိုရေးမယ်ဆိုတော့ဒီkey D D E F ဖြက်ကငကိုရဲ့ key G မှာရေးပြီးသားဆိုတော့ပါရမယ် F ဖြက် G ဒါမှ F ဖြက်က G နဲ့ F ဖြက်က G နဲ့ကပ်ပြီးတော့မီနဲ့ဖာနဲ့ကပ်သွားမယ်ဆိုလာတီဒိုတီဒိုကဒီမှာ key D ကိုရေးတာဒီလိုတွေမှာ F ဖြက်နဲ့ G နဲ့မီဖာဆိုလာတီနဲ့ဒိုကမကပ်ဘူးဘာဖြစ်လို့ဆိုတော့ C နဲ့ D ဖြစ်နေကပ်ဖို့ကဒီလိုတစ်ခွက်ကပ်မှာ C sharp မှာဒီတီဒိုဖြစ်မယ်ဒီလိုတီဒိုဖြစ်မယ်အဲ့တော့ဒိုရီမီဖာဆိုလာတီဒိုမှာ C ကိုရှက်တင်လိုက်အဲ့ရှက်တင်တာကို step note မှာဘယ်လိုရေးမလဲဆိုတော့ပထမကကျွန်တော်တို့ one shot key မှာ F မှာတင်ပြီးသွားပြီအဲ့တော့ဒုတိယမြောက် shot ကိုရေးမယ်ဆိုရင် one shot F shot ကိုအရင်ရေးဒီ F shot အတွက်ကျွန်တော်တို့ကအရင်ရေး key G လိုမျိုးရေးပြီးတော့မှ C က FACE face တော့ဒီ C က space ထဲမှာရှိတော့ဒီ space နေရာလေးမှာကျွန်တော်တို့ shape ရေးရတယ်အဲ့တော့မှဒိုရေမီဖာဆိုလာဒီ2 shape ရေးထားရင်အဲ့2 shape လုံး F ရော C ကိုရောဒီဟောဒီ F ကိုရောနော်ဒီ F ကိုရောဒီ C ကိုရောကျွန်တော်တို့အမဲခလုတ်တီးရစနေရမှာအမဲခလုတ်ကြီးပဲဒိုရီမီဖာဆိုလာဒီဒိုအမဲခလုတ်ကြီးပဲအမဲခလုတ် C မဲခလုတ် F shape မဲခလုတ်ဖြစ်သွားမှာเนาะအဲ့တော့ဒီမှာဒီ F ကိုလည်း shape လုပ်ပြီးတီးမယ်ဒီမှာ D E F G A B C sharp D ဖြစ်မယ် C ကဒီမှာ line မှာ sharp အဲ sorry က step note ကကြီးကနဲ့ခတ်တယ်ဆိုတော့ side reading ဆိုတာအဲ့ဒါပဲကြည့်နိုင်ရမယ်ကြည့်လိုက်တဲ့နဲ့ 2 sharp F မှာ sharp တင်တာ C မှာ sharp ဒီ space ထဲမှာ sharp ရှိတယ်ဒါဆို C ဆို C မှာတည်းများ sharp လုပ်ပြီးကြည့်ရကိုကတူရီယာမှာတီးမယ်ဆိုရင် C မှာတည်းများ sharp လုပ်ပြီးတီးမယ်ဆိုရင်အဲ့တော့2 sharp key ဆိုတာလည်း2 sharp key ဆိုမယ်ဟေးဆိုတာနဲ့ဒါ key D ကိုဆိုတယ်လို့လုံးဝသိရမယ်အဲ့တော့ဒိုတန်ဒီD တန်ဖြစ်ရမယ် key D တန်ဖြစ်ရမယ်เนาะG မဟုတ်တော့ဘူးD ဖြစ်သွားမယ်เนาะအဲ့လိုပဲနောက် key တစ်ခုကို D ကနေယူမယ်ဆိုတော့ D E F G A ဒိုရီမီဖာဆိုတန်ဒီဒုတိယအားကောင်းဆုံးဆိုတော့သူ A ကနေ A ကိုထပ်ယူမယ် A ကို key A တိဆောက်မယ်အဲ့တော့ key A A B C sharp D E F sharp ပါပြီးသားဒါပေမဲ့ key A ကိုဆိုရင်ဒီမှာဒီစနေရနဲ့ပြမယ် key A ဒီကနေဒိုရေ
မီနဲ့ဖာနဲ့ကပ်ဖို့ဟာစီရရှက်ဖြစ်ရမယ်ဟုတ်ပြီမှန်ပါပြီစီရှက်စောရပါသွားပြီနော်ဂီတီမှာဒါမီဖာဆိုအီလာအဖြတ်နော်တီကြတော့ G ဖြစ်နေတယ် T နဲ့ဒိုးနဲ့ကပ်ရမယ် G က A နဲ့ကပ်ရမယ်အတွက်ဒီ G ရှက်ခလုတ်ကိုနှိပ်ရမယ်အဲ့တော့သူကအမဲခလုတ်3ခုနှိပ်ရတယ်ဂီဖြစ်သွားရောเนาะအဲ့တော့အမဲခလုတ်3ခုနှိပ်ရပြီဆိုတာ ਨੇ ဒါအဖြူရောင်ဂီမဟုတ်တဲ့အတွက်ဒါရှက် flat ရှက်ပြည့် flat ပြည့်3ခုတီးရတယ်လို့စံညာသမားကတော့သိတယ်ချက်ချင်းเนาะကျွန်တော်တို့တခြားဂီတာတွေတီးမယ်ဆိုရင်တော့ဒီ C ရဲ့ F ရှက် C ရှက်ရဲ့ C ရဲ့ F ရဲ့ G ရဲ့ကိုအရှိတစ်ခွက်တိုးပြီးတီးလိုက်ရင်ရှက်တွေရှက်ပန်တွေထွက်မှာပေါ့နော်အဲ့တော့ step နှုတ်မှာဘယ်လိုရေးမလဲဆိုတော့ကျွန်တော်ကဒီမှာ A F A C face ပါ A ကိုယူမယ်ဒိုဖြစ်ဒိုယူလိုက်မယ် A B C C ကရှက်ဖြစ်မယ်เนาะဒီ space တွေကနေရှက်ပြတာ A B C ရှက် D E ဒီ line ကလည်း F ရှက်ပြတာဆို F ရှက်ဒီမှာ G တခုကို T ဒိုဖြစ်အောင်ကတ်ရအောင် space မှာရှက်ပြတာတဲ့အတွက်ဒီ G note ဒီရှက်ဖြစ်မယ်ဒိုเนาะဒီဒိုအဲ့တော့ A ရှက်3ရှက် key ဆိုမှကွာဆိုရင်ကျွန်တော် donut solver နဲ့ဆိုမှဆိုရင်ဒါ key A ဆိုတာတီးကိုတီးရမယ်အဲ့လိုမတီးရင်ဖြတ်လန်းနေတော့မဟုတ်ဘောเนาะဒီလိုမျိုးကြည့်တဲ့နည်းတစ်ခုတော့ရှိတယ်ရှက်ကိုကြည့်လိုက်ကျွန်တော် step note ပေါ် note တွေကိုတော့လုံးဝတီးရမယ်เนาะလုံးဝ every go point test file နဲ့တီးရမယ် FAC face နဲ့တီးရမယ်ပြီးရင် file ရဲ့အပေါ် space မှာ F ပြီးရင် G လာမယ် E ရဲ့အောက်မှာဆိုရင် space မှာ D လာမယ် D လာပြီးရင်ကျွန်တော်တို့ဒီလိုမျိုး C major C note လာမယ်ဆိုတာသိရမှာပေါ့နော်အဲ့တော့ဒိုရမီဖာဆိုလာဒီတို့ဒါက3 shape ပြီးတော့ပြီးသွားပြီเนาะနောက်တော့4 shape တို့5 shape တို့ဒါတွေကလာအောင်မယ်ဒါပေမဲ့ကျွန်တော်တို့ donut software ဆိုမဲ့လူတွေတော့ကတော့ shape flat အများကြီးလာမဲ့ဟာတွေကိုမစင်စားသေးဘူးเนาะဒီကလေးပဲအရင်စဉ်းစားမယ်အဲ့လိုတက်5ခုမြောက်အတန်ကနေကီးကိုယူပြီးတော့ဒိုရမီဖာဆိုလာဒီတို့မှာမီနဲ့ဖာနဲ့ဒီနဲ့ဒိုနဲ့ကိုကဲ့ရဲ့အတန်ဖြစ်အောင်လုပ်ရတာကိုဒါကိုကကျွန်တော်တို့က circle of fit လို့ဆိုပြီးတချို့စာအုပ်တွေသင်ခန်းစာတွေမှာပြတယ်ဒီလိုလေးစက်ဝိုင်းနေနဲ့ပြင်စမားမြောက်အတန်ဒီ circle စက်ဝိုင်းနေနော် C ကနေပြင်စမားမြောက်ဒီ G key လာမယ်1 shot ဖြစ်မယ်G key ကနေ G ရဲ့ပြင်စမားမြောက်5ခုမြောက်အတန်ဒီ D ဖြစ်မယ် D ကို2 shot key D ကနေ5ခုမြောက်အတန်ဒီ A ဖြစ်မယ် A ဒီ3 shot key ရဲ့3 shot key လောက်ထိသိထားရင်ပဲဒါ step နောက်မှာတော်တော်အဆင်ပြေနေပြီပေါ့နော်တချင်အရင်ခက်ခဲမဟုတ်ရင်တော်တော်အဆင်ပြေနေပြီအဲတော့ကျွန်တော်တို့တွေ step note အကြောင်းကိုဒိုရမီဖာနဲ့တွားဖို့ကိုဒီလိုမျိုးသိဖို့လိုတယ်အကယ်၍ဒီလို natural sign လေးကဒီ shape note တွေရှေ့မှာဟိုက G note ရှေ့မှာလည်းအဲ့လိုမျိုးရှိခဲ့ရင်တော့ကျွန်တော်တို့ရှက်မဖြစ်တော့ဘူးရိုးဖြစ်သွားတယ်เนาะ natural ဆိုတာရိုးဖြစ်သွားတယ်အဲ့ဒါလေးတော့ဒီ sign လေးကိုလည်းမှတ်ထားရမယ်ရှက်ကြည့်ပြီးရင်နောက် video တစ်ခုမှာကျွန်တော် flag key လေးပြောသွားပေးမယ်เนาะဘာဖြစ်လို့လဲအချိန်ရမ်းမရလို့ကျွန်တော် video ကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်